ပါစေကုန်သတည်းကျေးဇူးဆက်ခွင့်ပြုပါအမေသာသမီတိုင်းမှာမိဘမရှိဘူးလားမြတ်စွာဘုရားကိုမကိုးကွယ်ပဲဘုရားနဲ့ကင်းပြီးတော့နေမယ်ဆိုရင်လောကမှာနေလို့ရတယ်ဘုရားမကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေလောကမှာမရှိနိုင်ဘူးလားမြန်မာနိုင်ငံထဲမှာဘုရားမကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေတူးနေသေးပါဒါကြောင့်တို့မြတ်စွာဘုရားကိုမကိုးကွယ်ပဲဘုရားနဲ့ကင်းပြီးတော့နေမယ်ဆိုရင်လေလောကမှာနေလို့ရတယ်တရားမနာပဲတရားနဲ့ကင်းပြီးတော့နေမယ်ဆိုရင်နေလို့မရဘူးလားတရားမနာတဲ့ပုဂ္ဂိုလ်တွေအများကြီးပါကွယ်ဒါကြောင့်ဒီတရားတော်တွေနဲ့ကင်းပြီးနေမယ်ဆိုရင်လည်းနေလို့ရပါတယ်ဘုံဘုံတို့ဒီတန်ဃာတော်ရှင်သူမြတ်တွေကိုမစည်းကပ်ပဲမကိုးကွယ်ပဲတန်ဃာနဲ့ကင်းပြီးတော့နေမယ်ဆိုရင်ကောမဖြစ်ဘူးလားနေလို့ရတယ်တန်ခါမယုံကြည်တဲ့ပုဂ္ဂိုလ်တွေမစည်းကပ်တဲ့ပုဂ္ဂိုလ်တွေဘုရားကြောင်းကမသွားတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိပါတယ်ဒါကြောင့်တန်ခါကိုလည်းမစည်းကပ်မကိုးကွယ်ရင်ကင်းလို့နေလို့ရနိုင်တယ်ဒါပေမဲ့တို့သားတွေသမီးတွေကင်းလို့မရတာကတော့မိဘပဲဟဲ့ဘာလို့လဲမိဘဆိုတာသားသမီးတိုင်းကင်းလို့ရပါမလားမရနိုင်တဲ့မိဘနှစ်ပါးရဲ့ဂုဏ်ကျေးဇူးကိုယနေ့ညပေါ်ကျူးမှာဖြစ်ပါတယ်။ဒါကြောင့်မျိုးဆက်သစ်စေနာရှင်လူငယ်လေးတွေကိုစောင်းပေးပြီးတော့အလိမ္မာအသိတွေကောင်းအောင်ပေါ့ဒီတရားလေးမိတ်ဆက်တာဖြစ်လို့လူတိုင်းမှာမိဘတွေရှိတယ်လို့တချို့လည်းဘဝတသွန်ကွယ်လွန်သွားကြပြီကွယ်တချို့လည်းသိရှိထင်ရှားလူလောကမှာရှိနေသေးကြတာပေါ့ကဲဒါဆိုရင်ဘဝတသွန်ကွယ်လွန်သွားတဲ့မိဘတွေကိုဘာနဲ့ကျေးဇူးဆက်မလဲကဲအောင်လံပရိသတ်အလုံးဖြည့်ပြီးတော့ကွယ်လွန်သွားပြီးတဲ့မိဘတွေကိုဘာနဲ့ကျေးဇူးဆက်မလဲကုသိုလ်ပြုရမယ်မိမိကိုယ်တိုင်ရရှိတဲ့ကုသိုလ်တွေနဲ့အမြတ်အတန်းပေးဝေရပါလိမ့်မယ်။ကွယ်လွန်သွားပြီးတဲ့မိဘတွေကိုမဆတန်တပြီးကုသိုလ်ပြုရမယ်ဟဲ့။ဘာပြုရမလဲ။အဲ့ဒီရတဲ့ကုသိုလ်နဲ့အမြတ်အတန်းပေးဝေရမယ်။ဒါဆိုရင်တပုံတဘွားကမိဘတွေသာရုပေါ်ခွင့်မရသွားဘူးလား။ကုသိုလ်နဲ့အမြဝေကျေးဇူးဆက်ရပါလိမ့်မယ်မှတ်ထားပါသိရှိတွင်ရှာလူလောကမှာကျန်နေသေးတဲ့မိဘတွေကိုတော့ကုသိုလ်တွေပြုကရရှိတဲ့ကုသိုလ်တွေနဲ့ကျေးဇူးပြန်ဆက်ရပါလိမ့်မယ်အခုတရားနာတယ်ဆိုတာလေကုသိုလ်မဖြစ်ဘူးလားတရားဟောတရားနာရရှိတဲ့ကုသိုလ်တွေနဲ့ကျေးဇူးဆက်တဲ့ညဆိုတော့စေရနာရှင်လူငယ်များ၏ယနေ့တရားဝဲကြီးကျင်းပတရားနဲ့အလှပေးတာဟာတို့မိခင်ဖခင်တွေကိုတရားနဲ့ကျေးဇူးဆက်ရမရောက်သွားဘူးလားဒါကြောင့်တရားနဲ့မိဘကျေးဇူးဆက်တော်ညာဆိုရင်ပိုမမှန်ဘူးလားဟဲ့မှန်ကန်ပါတယ်ကွယ်ဒါကြောင့်လူသားတိုင်းမှာမိဘတွေရှိနေတာဖြစ်သည့်အတွက်ကွယ်လွန်သွားတဲ့မိဘတွေလည်းရှိနေပြီဖြစ်တဲ့အတွက်ကဲတရားနာရင်လည်းစိတ်ထဲကမှန်းဆတန်းတပြီးတော့ကွယ်လွန်သွားတဲ့မိဘတွေကိုဖိမှန်တကပြုလိုက်ပါဘုံဘုံလည်းပလင်ပေါ်ကနေပြီးတော့ဘုံဘုံရဲ့ကွယ်လွန်သွားတဲ့မိခင်ဖခင်ကျေးဇူးရှင်တွေကိုဖိမှန်တကပြုတော့မှဖြစ်ပါတယ်ရှင်တောင်တန်းသာသနာပြုဆရာတော်တပါးရဲ့လို့ဟောဒီအောင်လံမျိုးကပရိသတ်တွေသိဝင်ရရှိခဲ့ပြီမဲ့သိဝင်မရသွားရှာတဲ့ယေရှုရှင်ဖေဖေနဲ့လေဩ
တို့ရဲ့ရင်အမွေဖွာလိုက်တဲ့သာယရဏနေဇနဲ့တောင်းတဒေသမှာဗုဒ္ဓအမှန်တရားတွေထွန်းကားအောင်ဟောညွှန်ပြသသာသနာပြုနေတယ်သာသနာပြုဆရာတော်တပါးပါပဲရဲ့လို့ယနေ့ညအောင်လံပရိသတ်တွေသိခွင့်ရပေမဲ့သိခွင့်မရသွားရှာတဲ့ကျေးဇူးရှင်ဖြစ်ဖြစ်နဲ့မိမိရှင်တောင်းတဲ့ဒီသာသနာပြုဆရာတော်ဘုရားကိုနှစ်သားအရွယ်မှာရှင်ပြုပေးပြီးတဲ့နောက်ပိုင်းဆုံးပါသွားတဲ့ဝိသေပိဒီဆရာတော်ဘုရားသက်တော်29နှစ်အရွယ်မှာရှင်တောင်းတကြီးမှာသာသနာပြုနိုင်အောင်မွေးဖွားပေးလိုက်တဲ့မွေးမိမိအရှင်မြတ်ရဲ့သက်တော်29နှစ်အရွယ်မှာဘဝတသောကွယ်လွန်သွားရှာပြီဖြစ်တဲ့မွေးမိမိရဲ့ဖြစ်လျာဘုံဘဝဘုံဌာနအသေးသေးတို့ကဤနေရာဌာနသို့ကြွရောက်ခါဖြင့်တရားတော်နာယူရန်ပလင်မွေကနဦးစီကယေစုကမှန်ညို၍တရားတော်နာဖိတ်ခေါ်လိုက်ပါပြီနေဇနဲ့တောင်းတဒေသတွေမှာခဲအတေကြံအစင်ခဲဆိုတဲ့သာသနာ့တွင်ဒီပေါ်မှာရှောက်လန်းကသာသနာပြုနေတဲ့ဆရာတော်တစ်ပါးပါပဲနေဇနဲ့တောင်းတဒေသမှာပရိယတိစာသင်လိုက်ကြီးလည်းဖွင့်လက်ထားတယ်မိဘမေပရိဒကေယရီလည်းဖွင့်လက်၍ပရိဒအကျိုးတွေကိုဆောင်ရွက်နေတဲ့ဆရာတော်တစ်ပါးပါလားလို့အောင်လံပရိသတ်သိခွင့်ရရှိပေမဲ့ဤကဲ့သို့သိခွင့်မရသွားရှာတဲ့ယေရှုရှင်ပေပေနဲ့မိမိငါတို့ရဲ့တမ်းမြတ်တပါးဟာအမှန်တရားတွေပြန်ပွားအောင်ဓမ္မပလင်တော်ကိုမှဓမ္မကတိကဆရာတော်တစ်ပါးပါပဲရေလို့ဤပရိသတ်ဤမြို့သူမြို့သားတွေသိရှိခွင့်ရခဲ့ပြီမဲ့သိခွင့်မရသွားရှာတဲ့ယေရှုရှင်ပေပေနဲ့မိမိအောင်လံမြို့စေရနာရှင်လူငယ်များရဲ့ဣရဝါဒတရားဝဲကြီးမှာဖြင့်ဤအရှင်မြတ်ရဲ့တရားတွေကိုအတူတကွနာယူအမြပေးဝေသည့်ခန္ဓာ၌သာဓုပေါ်ခွင့်ရအောင်ပလင်ပွေကနဲ့ဥစီကဤစုကမှန်မြော်၍တရားတော်နာဖိတ်ခေါ်လိုက်ပါပြီမာတာပိတရောဗုဒ္ဓသာတိတိဓမ္မစေတနံဇာတာရဌာနာအာဂံတဝနာသုဏ္ဏတုဣကြမတ္တပံမာတာပိတရောမိဘကျေစုမြေမှုဟုယေစုကမြောအိတ်တော်လေတလိုတိုင်းတလေနေညာမမေဘဝင်ခွေလျက်နေ၍မယမရဏတိမေမှန်ပြေအနာခေါ်သည်ဒါကြောင့်လူရွာပြစ်တာဆွတ်ခွာသွားတဲ့သာလမြတ်ကိုခမိတော်မေတော်တို့သည်ဣဇာမန္တပံအောင်လမြို့စေရနာရှင်လူငယ်များရဲ့ဒုတိယအကြိမ်မြောက်ထေရဝါဒအထုတရားပွဲတော်၏စင်ရင်ချင်းပါနေတဲ့ဤတရားသဘင်မှန်တတ်ဖို့ရှိရာဌာနသို့ဇာတာဌာနကမ္မတက္ကတာဓမ္မတာကြောင့်ဖြစ်လေရာရာသံသရဘဝကုဋ္ဌာနစီကဟာဗုဒ္ဓသာသံဝါသင်္ကန်းဝတ်ဆင်မြတ်၍တင်လွမ်းချက်ယုံပလင်ဘဝဲယံဟုံကွန်မြူတင်တူရှက်သံအာယဟံဤဒေတိတံရှင်မင်းကိုးစားသဘောထားကဟောကြားတော်မူအပ်သောဣမံဓမ္မဒေသနာကျေးဇူးစခွင့်ပြုဝအမိပြုလိုက်တဲ့ဤတရားဒေသနာတော်ကိုသုဏ္ဏတုသာတော်ထံမောက်ကောင်းယူရောက်အောင်ဝမ်းမြောက်ဝမ်းသာအပြည့်လာ၍တရားတော်နာလေကြပါစေကုန်သတည်းဆွေတော်မျိုးတော်တို့